15ရာစုနှစ်အတွင်းတောအုပ်တစ်ခုတည်းတွင်ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားနေသည်ခွန်အားကြီးသောစစ်သည်တို့သည်နာကျင်စွာအော်ဟစ်လိုက်သည့်နောက်စမ်းငိမ်သောဥထုတ်ဆောင်ဟဲလ်မက်တစ်ခုကိုကောက်ယူဆောင်ကပြန်လည်တိုက်ခတ်ရန်ပြင်ဆင်လိုက်သည်တကယ်တော့ဒါဟာအန်ခရီယန်ဖျားเจ้าမှမြင်မှတ်နေတဲ့အိမ်မက်တစ်ခုသာဖြစ်သည်ယောက်ျားလေးများအားလုံးပြည်တွင်းစစ်ထဲတွင်တိုက်ပွဲဝင်နေကြသဖြင့်ဖျားเจ้าတက်လာသူများမှာအမျိုးသမီးများသာဖြစ်သည်ဝိပြုဆူတောင်ပွဲအပြီးတွင်အဲဤရောက်ခမမော်ဝင်သည်ကိုဝင်းဆောင်အမျိုးသမီးတဦးကိုချင်းကတ်ကဘိုက်နှင့်လက်ကိုပုတ်တက်ရန်ဆူတောင်းပေးခဲ့သည်သို့သောဒါဟာအင်ပြန်လန်းတွင်ထိုအမျိုးသမီး၏လက်ကောက်ကိုခိုးယူရန်လှဲ့ခွက်တစ်ခုသာဖြစ်သည်ထိုအမျိုးသမီးကလက်ကောက်ပြောက်သွားတာကိုသတိထားမိမလားဟုအန်ကစိုးရိမ်သောအခါထိုမိမတွင်ယရနာများစွာရှိတော်လဲ၎င်းတို့တွင်ဘာမှမရှိကြောင်းမော်ဝင်ကပြန်ပြောခဲ့သည်၎င်းတို့တောအုပ်ကိုဖျက်ချော်လာစဉ်အတန်တစ်ခုကြားရသဖြင့်လှည့်ကစ်လိုက်ရာညင်းစည်းသူရဲ့ကောင်းတူသည်အဝေးတွင်မြင်းကိုဖြင်းညင်းစွာစီးနှင်းနေသည်ကိုတွေ့ရသဖြင့်အန်ကငေးချီနေမိသည်မော်ဝင်ကလှမ်းခေါ်သဖြင့်အိမ်ပြန်ရောက်ကအစီအစံအချို့စိုက်ပျိုးကြသည်ထို့နောက်အစားအသောက်ရှားပါသဖြင့်ရိုးရှင်းသောဟင်းရည်တစ်ခွက်ကိုပါချက်ပြစ်သည်မော်ဝင်မှာသွားများမကောင်းသဖြင့်အစာဝါရန်ခက်ခဲနေရာအန်ကအစာကိုအရင်ဝါပေးသည်ပကံတဲသို့ပြန်ထွေးပေးမှသာမော်ဝင်ကစားနိုင်သည်မော်ဝင်နှင့်ဂရင်တစ်ခုတည်းအတူအိပ်ရပြီးနောက်သူမ၏ငယ်ဘဝအကြောင်းအိမ်မက်မှတ်သည်ငယ်စဉ်ကတောထဲတွင်ယောက်ျားလေးနှစ်ယောက်နဲ့ကစားခဲ့ပုံနဲ့ကမ်းခြေတွင်ချော်လဲခဲ့ပုံများကိုမြင်မှတ်သည်နောက်တစ်နေ့နနက်တွင်မော်ဝင်ကလက်ကောက်နှင့်အန်ဆိုင်ပြိုးထားသောဟင်းတီဟင်းရွက်များကိုဈေးသို့သွားရောင်းသည်ထိုအတော်တွင်အန်သည်သူမ၏ခင်မင်းစီမတ်စစ်မြေပြင်ကပြန်လာသည့်အိမ်မက်တစ်ခုကိုမြင်မှတ်ပြန်သည်သို့သောစီမတ်မှာဒူးထောင်လျက်ခေါင်းကိုကင်ကနာကျင်စွာအော်ဟစ်နေပြီးသူ့ဇနီးကိုကဲရန်တောင်းပန်နေသည်မော်ဝင်ကအန်ကိုလာနှူးသဖြင့်အိမ်မက်ပြတ်သွားသည်မော်ဝင်ကအစားအသောက်အချို့ဝဲလာသဖြင့်အန်ဝမ်းသာသွားသည်သို့သောကျက်သွန်ကြီးကိုလှီးလိုက်သောအခါပုတ်နေသည်ကိုတွေ့ရသည်မော်ဝင်ကထိုကျက်သွန်ကိုဂျမ်းမင်ပေါ်ပစ်ချလိုက်ပြီးနောက်အန်သာသူမဘေးမှရှိနေလျင်ဘာမှမဖြစ်ကြောင်းပြောသဖြင့်အန်ငိုမိသည်မော်ဝင်ကယုံကြည်ချက်ရှိရန်အားပေးသည်အချင်းအတန်းကြသောအန်ဒီရေးခက်ရန်ကမ်းခြေသို့သွားရာလွေပင်နေသောတရားသည်တူကိုတွေ့ရသဖြင့်တွေ့ကြည့်ရာသူသည်သူမ၏ငယ်တငယ်ချင်းယာကိုဖြစ်လေသည်စစ်ကွဲပြီးပြီလားဟုအန်ကမေးတော့လေယာကိုကသူ့အတွက်သာစစ်ကွဲပြီးပြီဟုဖြေသည်သူမ၏ခင်မင်းအကြောင်းမေးသောအခါယာကို၏မျက်နှာပြတ်သွားသည်နောက်ပိုင်းတွင်အမျိုးသမီးနှစ်ယောက်ကယာကိုကိုအစာကျွေးပြီးစီမတ်အကြောင်းထပ်မေးကြသည်ယာကိုကစစ်ပွဲ၏တွေ့ရှုံဖိုင်မက်ခွာကောက်ဖို့ပုံတေချင်းသွေးနှင့်ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းပြောပြသည်သူသည်စစ်တယ်မဟုတ်ပဲတရားသေးသာဖြစ်တော့ကြောင်းလူအချင်းချင်းတက်ထက်နေခြင်းကဘာကိုမှပြောင်းလဲမယ်မဟုတ်ကြောင်းပြောသည်ညတညတွင်ယာကိုနှင့်စီမတ်တို့သည်အိမ်ပြန်ရန်အတွက်စစ်ဆန်းကထွက်ပြေးခဲ့ကြသည်ကံမကောင်းကတရိုးများဝိုင်းထားခြင်းခံရပြီးစီမတ်အသက်ခံလိုက်ရသည်မြတ်သောဖြစ်ခဲ့ရသည်ကိုသိလိုသောကြောင့်မော်ဝင်ကဇိုရတဲ့မင်းသည်ဖြင့်ယာကိုကစီမတ်စီလေဘင်းကချက်အထိခွဲပြီးအသက်ခံလိုက်ရကြောင်းပြောပြတာအန်စိတ်ထိခိုက်သွားသည်ယာကိုကအင်းဤလူကိုအသာကိုင်ကနစ်သိပ်ပေးပြီးနောက်အန်ဒီတောထဲတွင်တယောက်သေးကိုသွားငိုသည်သူမသည်ငယ်စဉ်ကတငယ်ချင်းနှစ်ယောက်နဲ့ကစားခဲ့ပုံကိုမြင်ရလာပြီးစီမတ်စီလက်ကိုကင်ထားမိသည်ထိုညတွင်လည်းစမ်းကြဲသောမြင်းစည်းသူရဲ့ကောင်းကအနီးအနားတွင်လဲလဲသည်ပြန်သည်အချိန်အတန်ကြာတော့ကမ်းခြေသို့လွေတစင်းပြတ်ကျလာသည်လူရဲတဦးသည်အလောင်းများကြားမှကုန်းမော်သို့တွားကတက်လာသည်မော်ဝင်ကထိုလူရဲ၏နောက်ွယ်မှပေါ်လာပြီးသူ့ကိုဓားနှင့်ထိုးတက်လိုက်သည်ထို့နောက်အန်ကိုလှမ်းခေါ်ကငွေနှင့်တန်ဖိုးရှိအရာများကိုယူကြသည်အန်ဒီအလောင်းများကိုကြည့်ပြီးထိတ်လိုက်တုန်လှုပ်လျက်ဆူတောင်းနေမိတော့လေမော်ဝင်ကထိုလူရဲသည်အခြားသူတို့အတိုင်းရေနှိမ့်ထေဆုံးခြင်းဖြစ်ကြောင်းဟန်ဆောင်လိုက်သည်နောက်ပိုင်းတွင်မော်ဝင်ကဈေးသို့ထွားကထိုပစ္စည်းများကိုရောင်းသဖြင့်အမျိုးသမီးနှစ်ယောက်ကောင်းမွန်သောညစာကိုစားနိုင်ကြသည်နောက်တစ်နေ့နနက်တွင်ဥယျာဉ်ထဲတွင်အလုံးလုံးနေသောအန်ကိုညင်းစည်းသူရေကောင်းကအဝေးကစိုက်ကြည့်နေသည်ကိုတွေ့ရသည်အန်သည်ကြောက်လန့်စွာအိမ်ထဲသို့ပြေးဝင်ကပဒင်းပေါက်မှချောင်းကြည့်နေလျက်အပြင်မှာလူတယောက်ရှိနေကြောင်းမော်ဝင်ကိုပြောသည်မော်ဝင်ကအန်စိုက်ကူးရင်နေခြင်းသာဖြစ်သည်ဟုပြောသည်နောက်ပိုင်းတွင်အန်ဖျားကြောင်းသွားရန်ယာကိုနှင့်လမ်းမှတွေ့သောယာကိုကလျက်လူရှူသွားသည်သို့သောယာကိုကနောက်ကလိုက်လာပြီးအဖော်လုပ်ပေးမယ်ဟုဆိုသည်အန်ကခင်မင်းခွမ်သောအမျိုးသားနှင့်အတူသွားမတင်ဘူးဟုပြောသောအခါယာကိုကသူမခင်မင်းတေဆုံးသွားပြီဟုသတိပေးလိုက်သည်ဝိဖြူစုတောင်းပွဲအပြီးတွင်ယာကိုကအန်ကိုအိမ်သို့လိုက်ဖို့ကမော်ဝင်ကိုစကားပြောရန်ကြိုးစားတော့လေမော်ဝင်ကမနစ်သက်ပဲအန်ကိုခေါ်ကအိမ်ထဲသို့အမြန်ဝင်သွားသည်ယာကိုကမကျေနပ်ပမှစွာမော်ဝင်ကိုစိုးဆဲလိုက်သည်အိမ်ထဲတွင်မော်ဝင်ကယာကိုငယ်စဉ်ကမနာလိုချက်ကြီးတဲ့မကြိုက်ဘူးဟုအန်ကိုပြောသည်စီမတ်နောက်တော်လိုက်နေသောယာကို၏မျက်လုံးများတွင်ဒေါဘရင်များကိုမြင်ခဲ့ကြောင်းနောက်ပိုင်းမှာသူလိုဘကြီးနေပြီဟုဆိုသည်အန်ကယာကိုဘက်ကကာကွယ်ပြောဆိုတော့လဲမော်ဝင်ကသူမနှင့်အတူနေရန်အမိတ်မနာခံရင်ငရဲသို့ရောက်မယ်ဟုချင်းချောက်သည်အဲမျိုးတို့သွားတိုင်းမှာယာကိုကလမ်းမှာစောင့်နေကြောင်းတောထဲတွင်တိတ်တိတ်စွာအတူလမ်းလျှောက်နေကြသည်မြင်းစည်းသူရေကောင်းကလည်းဆက်လက်လှဲ့လဲနေပြန်သည်
တနေ့မွန်းလဲတာစင်တော့အိမ်ဖင်ရောက်တော့အခါမော်ဝင်ကလမ်းမှာတွေ့တော့ဘုံတော်ကြီးပရားတူကိုအိမ်တို့ဖိတ်ထားသည်ကိုတွေ့ရသည်ဒီ၎င်းတို့၏နောက်ဆုံးကြံသောအစားအသောက်များကိုဘုံတော်ကြီးအားကျွေးမွေးနေသည်ကိုကြည့်နေရသည်ဘုံတော်ကြီးကသူ၏ခရီးစဉ်တွင်စုဆောင်းခဲ့သောအမွေအနှစ်ပစ္စည်းများကိုပြသည်ကထိုပစ္စည်းများကိုသဘောကျတော့လေ၎င်းတို့တွင်ဝယ်ရန်ငွေမရှိကြောင်းမော်ဝင်ကပြောသည်ထို့နောက်မော်ဝင်ကဘုံတော်ကြီးကိုသူပြလာတာဘယ်သူမှသိလားဟုမေးသောအခါဘုံတော်ကြီးကမြသူမှမသိကြောင်းဖြေသည်ဘုံတော်ကြီးဆူတောင်းသည်စဉ်မော်ဝင်ကနောက်ွယ်မှလေဘင်းကိုလီးတက်လိုက်သောအခါဒီသူသည်တယောစင်ထိကြောင်းပြောကထိတ်လန့်သွားသည်သို့ဟုမော်ဝင်ကသူသည်အယောင်ဆောင်သူတာထိကြောင်းပြောပြီးထိုပစ္စည်းများကိုရောင်းလျင်တစောင်းလုံးလုံးစားနိုင်မယ်ဟုဆိုသည်အမျိုးသမီးနှစ်ယောက်သည်အလောင်းကိုမြစ်ထဲသို့ပစ်ချလိုက်ကြသည်ဒီကျမ်းပြင်ပေါ်မှသွေးဆွေးမှုကိုပြောင်းအောင်စေးကြောတော်လည်းမရထိုညရီမော်ဝင်ကထိုဘုံတော်ကြီးမကောင်းသတင်းများကိုပြောပြက၎င်းတို့လောက်ရခြင်းဟာအသက်ရှင်ရန်လိုအပ်သဖြင့်လောက်ရခြင်းဖြစ်သည်ဟုဖြောင်းကြသည်နောက်တစ်နေ့မော်ဝင်ဈေးသို့သွားသောအခါသွေးကွက်ကိုတရေကြနှင့်ဖုံးအားထားခဲ့သည်ထိုအချိန်တွင်ဒီထူးခြားသောအတန်ကြားရသဖြင့်အပြင်သို့ထွက်ကြည့်ရာတောထဲတွင်အဖိုးအိုးတဦးကိုတွေ့ရသည်ထိုစဉ်စမ်းကြဲသောမြင်းစည်းသူရဲကောင်းပေါ်လာသဖြင့်ထိတ်လန့်စွာထွက်ပြေးလိုက်သည်လမ်းမှာချော်လဲသွားစဉ်ယာကိုနှင့်တွေ့ရသည်ယာကိုကမြတ်သူမှမတွေ့ရကြောင်းစိတ်ကူးရင်နေခြင်းသာဖြစ်သည်ဟုပြောသည်ယာကိုကကိုနှင်းသိပ်ပေးပြီးနော်ဒီမော်ဝင်ပြောသောငရဲနှင့်မိစ္ဆာသူရဲကောင်းအကြောင်းကိုယုံကြည်နေသဖြင့်ယာကိုကရီမော့လိုက်သည်စစ်မြေပြင်သာတကယ်ငရဲဖြစ်ကြောင်းပြောသည်ယာကိုကကိုချစ်မြတ်နိုးကြောင်းဖွင့်ပြောပြီးသူတို့ငယ်စဉ်ကကစားခဲ့တဲ့နေရာမှာညဘက်လာတွေ့ရင်ချွင်းဆိုလိုက်သည်အိမ်ပြန်ရောက်သောအခါမော်ဝင်ကဈေးကြီးသောအဝတ်အစားများကိုဝတ်ကဗယံမတူကနေစားတောက်နေသည်ကိုမြင်မှတ်သည်သို့သောနိုးလာသောအခါအိပ်ရာထဲမှသာရှိနေသောကြောင့်မော်ဝင်အိပ်ပျော်နေစဉ်အိမ်ပြင်သို့တိတ်တိတ်စွာထွက်လာခဲ့သည်လမ်းမှာမြင်းဟီးသောအတန်ကိုကြားရတော့လေယာကိုနှင့်အတူစုံတီးတွေ့ဆုံကအချိန်ကုန်လုံးခဲ့သည်နနက်တွင်ယာကိုကကိုသူနှင့်အတူလိုက်နေရန်ပြောတော့လေမော်ဝင်ကိုအချိကျန်တော်မထားခဲ့လို့တချွတ်ကငင်းဆန်လိုက်သည်အိမ်ပြန်ရောက်သောအခါဘဲသွားသည်ဟုမော်ဝင်ကမေးတော့လီညင်းထွက်လိုက်ခြင်းကြောင့်ပြောသည်မော်ဝင်ကသည်သူမ၏စောင့်ရှောက်သောကောင်းကျင်တမန်ထကြောင့်ပြောကသူမကိုပြစ်မထားရန်နှမျိုးမျိုးစွာစီးစုံလိုက်သည်ရက်များနေကြတညတွင်ခရီးတူလာလက်လည်နှင့်လာနေစဉ်လမ်းပိတ်ထားနေသောကိုတွေ့ရသွေးဆက်ရသည်ထိုစဉ်မော်ဝင်ကနောက်ကတိုက်ခိုက်တက်ချက်လိုက်သည်မော်ဝင်ကလက်လဲပေါ်မှပစ္စည်းများကိုယူနေစဉ်ကိုသူ၏အရေးထဲမှပစ္စည်းများရှာခိုင်းသည်သည်တစ်မြင်ယုံလေးတရုပ်ကိုတွေ့ရှိသွားသည်ထိုအတော့တွင်မြင်းစည်းသူရဲကောင်းသည်သူ၏ဓာတ်ကိုစေးကြောနေရင်တိုက်ပွဲပုံစံများကိုမြင်ရောက်နေသည်နောက်ပိုင်းတွင်သည်ဖျားเจ้าတွင်ကလေးငယ်သူကိုတွေ့ရှိကထိုတစ်မြင်ယုံလေးကိုပေးလိုက်သည်မွန်းလဲသားသည်တော့ယာကိုကိုလာတွေ့တော့လေမော်ဝင်ကလမ်းပိတ်ထားရှိလိုက်သည်ယာကိုကကိုအိမ်တော်ပြုရန်နှင့်ခလေးယူခွင့်ပေးသည်ဟုပြောတော့လေမော်ဝင်ကကိုထိုဒုက္ခများမှကာကွယ်ပေးလိုသည်ဟုဆိုကဓာတ်နှင့်ချင်းချောက်လိုက်သဖြင့်ယာကိုပြန်သွားရသည်မော်ဝင်ကကိုနှင့်သိရင်ဖျားသခင်၏အမိန့်တော်များကိုသတိပေးသည်သည်ဖျားเจ้าသို့သွားကမေတော်မာရီကိုသူမ၏စိတ်တွေဟာဖြစ်နေခြင်းများအကြောင်းပြောပြသည်အိမ်ပြန်ရောက်သောအခါမော်ဝင်အိပ်ပျော်သွားစေရန်ဆေးဖော်ကတိုက်လိုက်သည်ထို့နောက်သည်လှပစွာပြင်ဆင်ကယာကိုညွန့်သွားရောက်ကျုံတွေ့ကငေစဉ်ကနေကပျော်ရွှင်စွာဆော့ကစားကြသည်အိမ်တွင်မော်ဝင်နိုးလာတော့အခါကိုမတွေ့ရတော့အပြင်သို့ထွက်ရှာသည်မြင်းစည်းသူရဲကောင်းရောက်လာသဖြင့်ပုံနေလိုက်သည်သူရဲကောင်းသည်ငွေအိတ်ပေါ်မှပန်းပုံစံများပါနေသည်ကိုသတိထားမိသည်သူရဲကောင်းသည်အိမ်တကားကိုထိတွေ့တော်လဲမဖွင့်ဘဲပြန်ထွက်သွားသည်မော်ဝင်ကနောက်ကလိုက်သွားရာသူရဲကောင်းဒူးထောင်လဲသွားသည်လို့အနီးနားတွင်နှင့်ယာကိုတို့အတူရှိနေတာကိုမြင်သွားခဲ့သည်သူရဲကောင်းသည်ထွက်ပြေးရန်ကြိုးစားတော့လဲမော်ဝင်ကနောက်ကဓာတ်နဲ့ထိုးလိုက်သည်သူရဲကောင်းသည်ချောင်းနှင်းထိုလိမ့်သွားရာမော်ဝင်ကလိုက်သွားကတေးဆုံးသည့်အထိလေပင်ကိုညှုတ်တက်လိုက်သည်မော်ဝင်သည်ငွေအိတ်ကိုယူလိုက်တော့လဲဥထုတ်ဆောင်ထဲမှတီးတိုးအတန်များကြားသဖြင့်ထိုဥထုတ်ကိုချွတ်လိုက်သည်နောက်တစ်နေ့နက်နက်တွင်သည်ယာကိုညင်ကန်းကြီးတွင်တွေ့ရသည်ယာကိုကသူမကိုပိုင်ဆိုင်လိုတော့လဲကငင်းဆန်စွာထွက်လာဟဲ့